ဒါကတော့ကျွန်တော်တို့ဟင်္ဒရာမြို့မှာပစ္စည်းတက်ဝယ်တာပါနော်ဟင်္ဒရာမြို့မှာပစ္စည်းတက်ဝယ်တာလောက်တာကတော့ကျွန်တော်တို့အထောင်ရှားခဲ့ပေါ့အထောင်ရှားခဲ့မှာလောက်ကမှာပေါ့နော်မိရဒါပေမဲ့ပစ္စည်းကကြတော့ဟင်္ဒရာမြို့မှာပို့ပြီးတော့ပေါ်တဲ့ခါကျတော့ကျွန်တော်တို့ဟင်္ဒရာမြို့မှာပစ္စည်းလာဝယ်တာပေါ့နော်ဖုံတို့ကားနဲ့ပဲဖုံတို့ကားနဲ့ပစ္စည်းတက်လာဝယ်ပေးတာပေါ့နော်ဒါကတော့ဟင်္ဒရာမြို့ပါတို့နော်ဟင်္ဒရာမြို့ကဟင်္ဒအဝိုင်းပါနော်ဟင်္ဒရာမြို့ဒီကျောင်းကဖုံရဲ့ကားနဲ့ပဲတိုက်ရုပ်ဖုံကြီးကိုယ်တိုင်လိုက်ပြီးတော့ပစ္စည်းတွေလိုက်ပြီးတော့ဝယ်ပေးတာဖြစ်ပါတယ်စင်တာကတော့ခုနပြောဆိုကုနီလေးစင်ဖို့အတွက်ဒါကတော့တိုက်ရုပ်ဖုံပေါ့နော်တိုက်ရုပ်ဖုံနဲ့အဲ့ဒီရရင်နဲ့ပြန်တဲ့လမ်းမှာပေါ့နော်ပြန်တဲ့လမ်းမှာကျွန်တော်တို့ဖုံကပေါ့နော်ဟိုလမ်းခင်းနေတဲ့အဖွဲ့တွေရှိတယ်ပေါ့နော်သူတို့အေးတိုက်တာပေါ့အေးလှူတာပေါ့အေးလှူတာဖုံကဒါကတော့တိုက်ရုပ်ဖုံပေါ့နော်တိုက်ရုပ်ဖုံဥဥခရာတဲ့လမ်းလုံသားတွေပေါ့လမ်းဖာထေးပြက်ဆက်ပေါ့နော်လမ်းဖာနေတဲ့အဖွဲ့တွေကိုအေးတယောက်တပူးကြပေါ့တယောက်တပူးစီလောက်ဖုံကစွန့်တယ်ပေါ့လှူတယ်ပေါ့သူတို့အဲ့ဒါကကြတော့ကျွန်တော်တို့လေးမျက်နှာတို့ဘာတို့ရီဘီကဲစဲရေးတွေကဒီလမ်းကပဲလာကြတယ်လေအဲ့မှာလမ်းတွေကတချို့ဟာလေးကြတော့မကောင်းပေါ့နော်ဂျိုင်းကွက်တွေပါရှိတယ်ပေါ့အဲ့ဒါတွေကိုသူတို့ကပြုတ်ပြင်ပေးတာပေါ့ပြုတ်ပြင်ပေးတဲ့အဖွဲ့တွေကိုအသွားတော့မြင်ထားတော့အပြန်လဲကြအောင်ဖုံကအဲ့ဒါအေးတွေဝယ်လာပြီးတော့တယောက်တကူတိုက်တယ်ပေါ့ဒါကတော့ကျောင်းပြန်နေတဲ့လမ်းပေါ့နော်ကျောင်းကိုပြန်နေတာပါလို့ကျောင်းပြန်တာကျောင်းကတော့ခုနပြောသလိုကျောင်းနဲ့လမ်းမနဲ့တော်တော်ဝေးပါတယ်တဘာဝလေလေးကိုလက်ဆက်ရှူရှိုင်းနေပေါ့နော်ကျွန်တော်တို့ပြန်နေကြတာပါဘေးမှာတော့ထမ်းပင်နေရှိတယ်စပားကင်းတွေပေါ့နော်အဲ့ဒီဘက်မှာကတော့ဘုံကြီးကျောင်းတစ်ကျောင်းရယ်ရွာလေးတစ်ရွာရယ်ပေါ့နော်အဲ့ဒါပဲရှိတယ်ဟိုးဘက်ခက်ဝေးဒီမှာအခြားရွာတွေထပ်ပြီးတော့ရှိတယ်ပေါ့နော်ဒါကတော့တိုက်ရုပ်ဖုံဥက္ကဋ္ဌပါဒါကတော့တပည့်ကျော်အေးမင်းပါကျွန်တော်တို့ဘာတွေဝယ်လာလဲဆိုတော့တော့ရေချိန်လေးတွေတူလေးတွေဘာမှပါမသွားဘူးခဏဆိုပြီးသွားတာပေါ့နော်သွားရင်လည်းမှကုတီအိမ်နာလေးရိုက်ပေးပါဆိုလို့ဒါကတော့ကြောင်းပြန်အောင်ပြီပေါ့နော်ကြောင်းပြန်အောင်တဲ့အချိန်မှာသူတို့တွေတဲတယ်ပေါ့မှာလာတဲ့ပစ္စည်းလေးတွေကုတီက9နိုင်14ခန်းပေါ့နော်ကုတီ14ခန်းအတွက်မိရိုက်ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျောင်းရောက်ပြီကျောင်းကကိုရင်လေးပါဒါလေးမျိုးဒီလိုမျိုးလေးရိုက်လိုက်တာပေါ့နော်မိရတာဒါလေးရိုက်တာကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်